2026 ခုနှစ်မေလ22 ရက်ယနေ့ညနေခင်းအထိနောက်ဆုံးရရှိထားတဲ့ကမ္ဘာစစ်ရေးနဲ့ပဋိပက္ခသတင်းနှစ်ချုပ်ကိုတင်ပြပေးလိုက်ပါတယ်။အရှေ့အလယ်ပိုင်းအမေရိကန်အီရန်နှင့်အစ္စရေးပဋိပက္ခငြိမ်းချမ်းရေးဆွေးနွေးမှုနှင့်ဟော်မုဇ်ရေလက်ကြားအရေးအမေရိကန်အစ္စရေးနှင့်အီရန်တို့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ပါကစ္စတန်နိုင်ငံကကြားဝင်စေ့စပ်ပေးနေပြီးတီဟီရန်မြို့မှာဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ဒါပေမဲ့အီရန်ရဲ့ယူရေနီယံသိုလှောင်မှုကိစ္စနဲ့ကမ္ဘာရေနံတင်သင်္ဘောတွေအဓိကဖြတ်တန်းရာဟော်မုဇ်ရေလက်ကြား Strait of Hormuz ကိုအီရန်ဘက်ကပိတ်ဆို့အခွန်ကောက်ခံနေတဲ့ကိစ္စတွေမှာနှစ်ဖက်သဘောထားကွဲလွဲနေဆဲဖြစ်ပါတယ်။လစ်ဗျာနွန်စစ်မျက်နှာအစ္စရေးနှင့်ဟစ်ဇ်ဘိုလာတို့ကြားအပြစ်ခတ်ရစဲရေးတက်တန်းတိုးထားတော်လဲတောင်ပိုင်းလစ်ဗျာနွန်မှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူ2ဦးသေဆုံးခဲ့ပြီးတင်းမာမှုတွေဆက်ရှိနေပါတယ်